နောက်ဆုံးအသက်ရှူချိန်မှာသူကရွှေတင်ကားတစ်ပြားကိုပန်းဆက်ထဲထည့်လိုက်တယ်ပြီးတော့ကြံရှိတဲ့အားအကုန်သုံးပြီးတွားနဲ့ပြင်းပြင်းကိုက်ချလိုက်တဲ့တနာရီတစ်ခုအရလူတစ်ယောက်ဟာတိတ်ဆုံးချိန်မှာရွှေတင်ကားကိုတွားကြတဲ့မှာကိုက်ထားခဲ့ရင်ရှို့ဝက်ဖွဲ့စည်းတစ်ခုကသူ့လောင်းကိုလာယူသွားတယ်လို့ဆိုကြတယ်အဲ့ဒီအဖွဲ့ကတင်ကားပေါ်ကတွားရကိုစစ်ဆေးပြီးကိုက်ရနဲ့လေလေအသက်ရှင်စဉ်ကမုံတီမှုနဲ့ဆိုင်လေလေဆိုတာတတ်မှတ်တဲ့မုံတီမှုကလုံလောက်အောင်ပြင်းထန်နေပြီဆိုရင်သူတို့ကတိတ်ဆုံးသူရဲ့အစားလက်စားချအေးပေးကြတယ်မကြသေးခင်ကသူတို့စီရောက်လာခဲ့တဲ့သူကတော့အားနေပြောညံ့နေတဲ့ကေရှာမင်းကလေးတယောက်သူမဟာနေတိုင်းရောကြရချီကိုဝန်ဆောင်မှုပေးနေရပေမဲ့နှလုံးသားထဲမှာတော့မုန်းတီးမှုတွေနဲ့ပြည့်နေခဲ့တယ်သူမကအလုပ်ကိုမနာမနေလုပ်ပြီးငွေတွေစုခဲ့တဲ့အကြောင်းရင်းကတော့သူမလက်ထပ်ခဲ့တဲ့ရောကြတယောက်ကြောင့်ပဲအဲ့ဒီရောကြကသူမိသားစုရဲ့ဥစ္စာဒနာတွေကိုလိမ်လည်ယူသွားခဲ့တယ်လို့သူမကိုပါပျော်ပါအိမ်စီရောင်းစားလိုက်တယ်သူမဟာသူ့အတွက်ငွေရှာပေးတဲ့ကိရိယာတစ်ခုလိုဖြစ်သွားခဲ့တယ်ဒါပေမဲ့အနာကျင်ဆုံးရာကတော့သူမရဲ့ခင်ပွန်းနဲ့အပျော်ပါအိမ်ပိုင်ရှင်ကအဆက်ကလေးကပူပေါင်းကြံစီထားကြတာကိုသိလိုက်ရတဲ့အချိန်ပဲသူမဘဝတစ်ခုလုံးကထောင်ချောက်တစ်ခုဖြစ်နေခဲ့တာလက်စားချေဖို့အတွက်သူမကဆူထားသမျှငွေတွေကိုရွှေတင်ကားတွေနဲ့လဲလိုက်ပြီးတေပြီးနောက်မှာတောင်သူမရဲ့နောက်ဆုံးဆန္ဒပြည့်စုံစေခြင်းခဲ့တယ်။အဲ့ဒီအချိန်မှာသူမရဲ့ခင်ပွန်းကရက်တောက်ပြီးပျော်နေတုန်းတကားကြီးပောက်ကွဲတယ်လို့ဖွင့်ချသွားတယ်သူကကြောက်လန့်ပြီးတုန်ခါသွားခဲ့တဲ့အပျော်ပါအိမ်ပိုင်ရှင်ကလူသက်သမားတွေလာနေပြီးအခုချက်ချင်းထွက်ပြေးမှရမယ်လို့တတိပေးတယ်ခင်ပွန်းကတုံဆိုင်နေချိန်မှာတန်ချက်ကဝတ်ထားတဲ့လူကြီးတယောက်ကသူ့ကိုဆွဲခေါ်သွားတယ်သူတို့ကမြို့ကနေလေစီးပြီးထွက်ပြေးဖို့ကြိုးစားကြတယ်ဒါပေမဲ့သူတို့မသိခဲ့တာကဖောက်တီရဲ့ကိုယ်စလဲကလူတက်မုတ်ထဲဝင်နေပြီဆိုတာပဲသူကအေယာမလေးကြီးကိုဆွဲထုတ်လိုက်ပြီးမျက်မှန်ကိုဖြုတ်ကအထူးပြုလုပ်ထားတဲ့များကိုတင်လိုက်တဲ့ခြေတစ်ချက်ကန်လိုက်တာနဲ့အမိုးရန်တိုင်အောင်ကျုပ်ပြတ်သွားတယ်ပြီးတော့အဝေးကပြစ်မှတ်ကိုတိတိကျကျချိန်လိုက်တဲ့အရာအလုံးအစင်သင့်ဖြစ်သွားတဲ့အချိန်မှာလူနှစ်ယောက်စလုံးမြစ်ထဲပြုတ်ကျသွားတယ်ခင်ပွန်းရဲ့ကိုရံတော်ကချက်ချင်းတေဆုံးသွားခဲ့တယ်ခင်ပွန်းကတော့ရေထဲမှာအသေးတန်ကုခတ်ပြီးကန်းကိုတက်ဖို့ကြိုးစားတယ်ကန်းရောက်လို့လုံခြုံပြီးထင်တဲ့အချိန်မှာနောက်ထပ်ကိုယ်စလဲတယောက်ပေါ်လာတယ်သူ့ဖက်နဲ့အောက်ကတန်ချွန်တွေထွက်လာပြီးကောင်းကင်တုံခံမဲ့အထိဟောက်တန်ကြီးထုတ်လိုက်တဲ့ရောချမ်းကကြောက်လန့်ပြီးမတည်ငြိမ်ဖြစ်နေချိန်မှာအဲ့ဒီလူကလျက်စီးလိုမြန်ဆန်စွာတိုက်ခိုက်လိုက်တဲ့လက်ရောင်အောက်မှာခင်ပွန်းရဲ့ကိုခနာတစ်ဝက်ကလေထဲမှာချိတ်ဆွဲထားတယ်လို့မြင်ရတယ်နောက်ထပ်ပြစ်မှတ်ကတော့အရာအလုံးရဲ့နောက်ွယ်ကကျိုးကင်သူအပျော်ပါအိမ်ပိုင်ရှင်သူ့တကားရှိမှာမိန်းကလေးငယ်တယောက်စောင့်နေပြီးသားသူကသူမရဲ့အလှတရားမှာမျောပါသွားပြီးအနေရကိုလုံးဝမသိလိုက်ဘူးအဲ့ဒီအချိန်မှာဆန်ဖြူမျိုးသားတယောက်ပေါ်လာတယ်သူကရွှေရောင်ဝတ်စကိုနမ်းလိုက်ပြီးထူးဆန်းတဲ့အခါတစ်ခုကပြလိုက်တယ်ပြီးတော့အဲ့ဒီဝတ်ကိုအပျော်ပါအိမ်ပိုင်ရှင်ရဲ့မျက်နှာပေါ်အုပ်ချလိုက်တယ်အဲ့ဒီရောချမ်းကအော်ဖို့တောင်အချိန်မရခဲ့ဘူးခန့်လေးရုန်းကန်ပြီးနောက်သူလည်းအသက်ပြောက်သွားခဲ့တယ်ဆန်ဖြူမျိုးသားကသူ့အင်ဂျီကိုဖွင့်လိုက်တော့မေတော်မာရီဘုံတက်တူးတစ်ခုပေါ်လာတယ်သူကအပြစ်ကြီးမားတဲ့လူတွေအတွက်နောက်ဆုံးဆူတောင်းပေးဖို့ရောက်လာခဲ့တာဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆို like နဲ့ follow ပေးပါဦး